အားလုံးပဲမင်္ဂလာပါခင်ဗျာ2026ခုနှစ်မတ်လ2ရက်နေ့ကနေ6ရက်နေ့ထိတပတ်တာအတွင်းဖြစ်ပေါ်လာမယ့်ဈေးကွက်ခန့်မှန်းချက်တွေကိုတင်ဆက်ပေးချင်ပါတယ်ဒီတပတ်မှာထူးခြားတာကမတ်လ3ရက်အင်္ဂါနေ့ဟာပိတ်ရက်ဖြစ်တာကြောင့်ကစားသူတွေအနေနဲ့သတိထားဖို့လိုပါမယ်ပတိဝါဒနာရှင်တွေအတွက်ဒီတပတ်ရဲ့အားအကောင်းဆုံးပတိတွေကတော့4 9 9တို့ပဲဖြစ်ပါတယ်ဒါအပြင်2ရက်အတွင်းမဖြစ်မနေလိုက်ကစားရမယ့် break တွေကိုလည်းကျွန်တော်တို့ထပ်မံတင်ပေးသွားမှာဖြစ်လို့စောင့်ကြည့်ပေးကြပါဦးမိမိတို့ရဲ့ဉာဏ်ရှိသလိုချင့်ချိန်ပြီးအသုံးပြုကြဖို့တိုက်တွန်းချင်ပါတယ်ဈေးကွက်အနေနဲ့အီရန်အမေရိကန်စစ်ပွဲအခြေအနေကြောင့်ကြီးမားတဲ့အပြောင်းအလဲဖြစ်နိုင်တယ်လို့ခန့်မှန်းပါတယ်အချိန်နဲ့တပ်ပြေးညီတက်ကြဖြစ်ပေါ်နိုင်တာကြောင့်ဈေးကွက်ကိုအနီးကပ်ကစားတာပိုပြီးအဆင်ပြေနိုင်တယ်လို့ခန့်မှန်းပါတယ်အားလုံးပဲကံကောင်းကြပါစေကံပေးလို့လိုရာဆန္ဒတွေပြေဝကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်